တပုံးတံပယ်ပြီးမှဂျင်မီဘာဖြစ်သွားလဲကူးဆက်ခံရသူတွေကလူတွေကိုတိုက်ခိုက်နေရတဲ့အကြောင်းရင်းကဘာလဲတပုံးတံပယ်နဲ့28 days later ဘလို့ချိတ်ဆက်ထားလဲဆိုတာဒီဗီဒီယိုလေးမှာရှင်းပြပေးသွားပါမယ်ဒါပေမဲ့အရင်ဆုံးတပုံးတံပယ်ဇာတ်လမ်းထဲမှာဘာတွေဖြစ်သွားလဲဆိုတာလေ့လာကြည့်ရအောင်28 years later နောက်ဆုံးကမှ Spike ဆိုတဲ့ကောင်လေးဟာမေသေးဆုံးပြီးနောက်ပိုင်းသူ့ဖေရှိတဲ့ကျွန်းငယ်မှာပြန်မနေတော့ပဲပင်မကျွန်းကြီးမှာပဲတယောက်တည်းဆက်လက်ရှင်သန်မှုဆုံးဖြတ်ခဲ့ပါတယ်။ Spike တရားကူးဆက်ခံရသူတွေတူးနောက်လိုက်လာလို့ထွက်ပြေးနေရတော့ဂျင်မီတို့အဖွဲ့ကသူ့ကိုကယ်တင်ပေးခဲ့ပါတယ်။နောက်ဆက်တွဲရုပ်ရှင်တပုံးတန်ပင်မှာတော့ Spike တရားဂျင်မီတို့အဖွဲ့ရဲ့ရောက်သွားတဲ့အဆုံးဝင်ခံနဲ့စတင်ထားပါတယ်။စေတန်သားတော်လိုခံယူထားတဲ့ဂျင်မီခရစ်စတယ်ကကမ္ဘာပေါ်မှာစေတန်လိုချကိစ္စတွေကိုလှုံ့ဆော်နိုင်မှုသူ့မှာနောက်လိုက်9ယောက်ရှိရမယ်လို့ယုံကြည်ထားခဲ့ပါတယ်။သူတို့အဖွဲ့က Spike ကိုကယ်ခဲ့ပြီးနောက်ပိုင်းအဖွဲ့ထဲလူပိုလာတဲ့အတွက် Spike ကဖွဲ့ဝင်တယောက်နဲ့တိုက်ခိုက်ရပါတော့တယ်။ဂျင်မီရဲ့စီးမြစ်ကတော့ရိုးရှင်းပြီးရက်ဆက်ပါတယ်။ပြန်ဘက်ကိုအသေးသက်နိုင်တဲ့လူကဖွဲ့ထဲဝင်ဝင်ရမှာပါ။ကံကောင်းရင်တော့ Spike ကတစ်ဖက်လူကိုအနိုင်ရသွားခဲ့ပြီးဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ဂျင်မီနောက်လိုက်ဖြစ်သွားရင်နာမည်ရင်းသုံးဝင်မရှိတော့တဲ့အပြင်ဖွဲ့ခေါင်းဆောင်ဂျင်မီနဲ့တူအောင်ရွှေရောင်စပင်တူကြီးကိုလည်းစော့ရပါသေးတယ်။အဲ့တော့ဖွဲ့ဝင်တွေအကုန်လုံးရဲ့နာမည်ကဂျင်မီပဲဖြစ်ပြီးစပင်တူကြီးတစ်ဖက်ဖက်နဲ့စေတန်နောက်လိုက်စိုက်ကိုဖွဲ့ကြီးပါပဲ။တစ်ဖက်မှာလည်းဒေါက်တာကယ်ဆာကသူ့လုံနေကြတဲ့အတိုင်းလူတွေလောင်းတွေကိုမီးရှို့ပြီးလက်ချက်ရိုးတွေကိုထိမ့်မှတ်ကြောက်တိုင်းဖြစ်ဆက်လက်ပုံဖော်နေပါတယ်။ဆမ်ဆန်ကလည်းဒေါက်တာကယ်ဆာကိုတွေ့ရနဲ့တိုက်ခိုက်ဖို့ပြေးလာလိုက်ဒေါက်တာကယ်ဆာကလည်းမော်ဖင်းမြားနဲ့ပြန်မှုတ်လိုက်နဲ့တန်နေရလဲနေတော့တာပေါ့။ဒီလိုနဲ့တနေ့မှာတော့ဒေါက်တာကယ်ဆာကဆမ်ဆန်ပေါ်ယုံကြည်မှုတစ်ခုထားပြီးစွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆမ်ဆန်ကိုမော်ဖင်းများနဲ့ပြစ်ပြီးနောက်ပိုင်းဆမ်ဆန်တယောက်လေးလွတ်နေတဲ့နွားကြီးဖြစ်နေတော့ဒေါက်တာကယ်ဆာကဘေးမှာထိုင်ပြီးသူ့နာမည်ကကယ်ဆန်ဖြစ်ကြောင်းမင်းကိုလည်းဆမ်ဆန်လို့နာမည်ပေးထားပြီးဗိုင်းရပ်စ်ကူးစက်ခံရမှုမှာပြန်သက်သာလာအောင်ကုသပေးဖို့ကြိုးစားနေကြောင်းစသဖြင့်စကားတွေအများကြီးပြောနေခဲ့ပါတယ်။အဲ့နောက်မှာတော့ဒေါက်တာကယ်ဆာကဖြစ်ချင်တာဖြစ်ပါစေတော့ဆိုပြီးဆမ်ဆန်ဘေးမှာပဲလှည့်အိတ်လိုက်ပါတယ်။သူနိုးလာတဲ့အခါဆမ်ဆန်ကသူ့ကိုဘာမှမလုပ်ပဲထွက်သွားခဲ့လို့သူကုသနီကအလုပ်ဖြစ်တယ်ဆိုပြီးပျော်ရွှင်နူးထူးနေခဲ့တာပါ။အဲ့အချိန်ကျွန်းကြီးပေါ်ကအခြားသက်ရှင်နေသူတို့ဟာကူးစက်ခံရသူတွေရန်ကနေလွန်မြောက်လာခဲ့ပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ဂျင်မီတို့အဖွဲ့ကအသင့်ဆောင်နေပြီးအေးဆေးစားတော့နေအောင်မြင်လိုက်ရပါတယ်။ဂျင်မီတို့ကလူကောင်းတွေမဟုတ်မှန်းသိတာကြောင့်အိမ်ရှင်တွေကအိမ်ရထွက်သွားပြီးဖို့တောင်းဆိုခဲ့ပေမဲ့ဂျင်မီတို့ကအိမ်သားတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ဗိုက်ကြီးတဲ့မိန်းမကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးပစ္စည်းထိုးလာရုံအပေါ်ထက်မှာပုံပေါင်းနေခဲ့ပါတယ်။ဂျင်မီကသူ့နောက်လိုက်ဂျင်မီအင်းကိုတော့လက်ဖြံအတွက်ခွင်တစ်ရှာခိုင်းမှုတနေအောင်လွှတ်လိုက်ပါတယ်။ဂျင်မီအင်းကမှန်ပြောင်းတလက်နဲ့လိုက်ချောင်းနေတော့ဆမ်ဆန်ကိုတချင်းဆိုကပြပြီးမုံမမြင်လေးမြင်ပြောနေတဲ့ဒေါက်တာကယ်ဆန်ကိုရှာတွေ့ခဲ့ပါတယ်။ဂျင်မီအင်းကလည်းသူ့ခေါင်းဆောင်ပြောပြထားတဲ့စိတ်တန်ပုံစံကဒေါက်တာကယ်ဆန်နဲ့ကိုက်ညီနေတာကြောင့်ဒေါက်တာကယ်ဆန်ကိုပဲစိတ်တန်လို့ယုံကြည်သွားခဲ့ပါတယ်။ဂျင်မီတို့အဖွဲ့ကခုနကဖမ်းထားတဲ့လူတွေကိုတူလောင်ယုံထဲမှာကျိုးချီထားပြီးဂျင်မီကသူဟာစိတ်တန်သားတော်ဖြစ်ကြောင်းသူ့မှာနောက်လိုက်9ယောက်ရှိပြီးသူတို့ဟာစိတ်တန်အတွက်ရစ်ပူစော်ပွဲတွေလုပ်ပေးကြောင်းရှင်းပြနေပါတယ်။ဂျင်မီအားချောင်မီးရတဲ့တပြိုင်နက်ဂျင်မီတို့အဖွဲ့ဟာဖမ်းခံထားရသူတွေကိုဓာတ်နဲ့မှုံပြီးရေပေါ်ဆနွားပါတော့တယ်။ Spike ကတော့အဲ့မြင်ကွင်းအောင်ဘလုံးမဆက်မကြည့်နိုင်တော့လို့တူလောင်ယုံပြင်ပက်ပြေးထွက်လာပြီးအော့အန်နေပါပြီ။အဲ့ချိန်ဒေါက်တာကယ်ဆန်ကတော့ဆမ်ဆန်နဲ့အတူလားရောင်အောက်မှာချိန်ဖြုံးနေခဲ့ပါတယ်။တကယ်တော့ဆမ်ဆန်ကိုဒေါက်တာကယ်ဆန်ပြီးနေတဲ့ဆေးရီဟာနောက်နှစ်ပတ်စာလောက်ပဲကျန်တော့တဲ့အပြင်ဆမ်ဆန်ကလည်းတိုးတက်မှုသိမ့်မရှိတာကြောင့်ဒေါက်တာကယ်ဆန်က Rage Virus ကိုဆက်လက်ကုသဖို့လက်လျှော့ပြီးဆမ်ဆန်ကိုသေစေးထိုးပေးဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဆမ်ဆန်ကိုသေစေးထိုးလို့လုပ်နေတော့မှပဲလာမင်းကိုငေးကြည့်နေတဲ့ဆမ်ဆန်ကလာဆိုတဲ့စကားလုံးကိုပြောထွက်လာတဲ့အတွက်ဒေါက်တာကယ်ဆန်လည်းစိတ်ပြောင်းသွားခဲ့ပါပြီ။ဂျင်မီတို့ဖွဲ့ဟာသူတို့ဖန်ထားတဲ့လူမျိုးကိုတကူလုံးရေကိုနှွားပြီးနောက်တတိယတယောက်ဖြစ်တဲ့တုံကိုတော့ဂျင်မီကတဘောကြလို့သူတို့ဖွဲ့ဝင်ဖြစ်လာဖို့ခွင့်ရေးပေးခဲ့ပါတယ်။အဲ့ဒါနဲ့တုံလည်းသူနဲ့တိုက်ခိုက်ဖို့အတွက်အားနည်းဆုံးဖွဲ့ဝင်လို့ထင်ရတဲ့မိန်းကလေးတယောက်ကိုရွေးချယ်ခဲ့ပါတယ်။တုံနဲ့အဲ့မိန်းမတိုက်ခိုက်နေကြတော့ပေါ်ထဲမှာပုံနေတဲ့ဗိုက်ကြီးတွေကတန်ကျိတ်ကိုလွှဲလိုက်ပြီးဂျင်မီနောက်လိုက်မိန်းမကိုတပ်ပစ်လိုက်ပါတယ်။ဗိုက်ကြီးရဲ့ကျေးဇူးနဲ့တုံလောင်ရုံတစ်ခုလုံးရုံရင်းဆန်ခတ်ဖြစ်ကုန်ပြီးဂျင်မီနောက်တစ်ယောက်လည်းတုံလက်ချက်ကြောင့်မီးလောင်သေဆုံးသွားခဲ့ပါတယ်။ Spike ကသူ့ကိုပါခေါ်ရပြီးဖို့ဗိုက်ကြီးတွေကိုကူညီတောင်းမိမယ်အိမ်မိန်းမ Spike ကိုတွန်းလှဲပြီးထွက်ပြေးသွားခဲ့တာပါ။လူလူနှစ်ယောက်သေသွားတဲ့အပြင်ဗိုက်ကြီးတွေကိုပါလွတ်သွားပြန်တာကြောင့်ဂျင်မီကတော့ Spike ကိုဒေါ်ပုံထနေပါပြီ။
Spike တမ်းခံရအောင်ဂျင်မီအင်းကစေတန်ကိုငါတွေ့ခဲ့တယ်။ Spike ကိုတတ်တဲ့မတတ်တဲ့စေတန်ကိုပဲဆုံးဖြတ်ခိုင်းတယ်လို့စကားဖြတ်ပြောလိုက်ပါတယ်။စေတန်ဟာ Alpha တစ်ကောင်နဲ့သူရှိနေပြီး Alpha ကသူ့တခင်စေတန်ကိုသုံးလေးတစ်ကောင်လုံးကြောက်ရွံ့ယူသေးကြောင်းပြောပြလိုက်တော့ဂျင်မီလည်းစိတ်ဝင်စားသွားပါတယ်။နောက်တနေ့မနေ့ဒေါက်တာကယ်ဆန်ရဲ့နေရာကိုတွားချောင်းကြည့်ပြီးရတဲ့တပြိုင်နက်ဂျင်မီကဒေါက်တာကယ်ဆန်ဟာသူ့ဖခင်စေတန်အစ်စ်ပဲလို့ဖွဲ့ဝင်တွေကိုပြောလိုက်ပါတယ်။ဂျင်မီကတော့အယိုးဖျားเจ้าနဲ့ကယ်ဆန်ရဲ့အသားရောင်ကိုကြည့်ပြီးဒေါက်တာကယ်ဆန်ကိုအရန်ထင်ကြီးနေတာပါ။ဂျင်မီကစိတ်လှုပ်ရှားစွာနဲ့ပဲဒေါက်တာကယ်ဆန်အနားကိုချင်းကပ်သွားခဲ့ပြီးဟယ်လိုလို့နှုတ်ဆက်လိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်စကားပြောကြရင်ဒေါက်တာကယ်ဆန်ဟာစေတန်မဟုတ်မှန်းသိသွားခဲ့ပါတယ်။ဒါပေမဲ့ဂျင်မီဟာသူ့နောက်လိုက်တွေကိုချင်းထည့်ကြတာကြောင့်ဒေါက်တာကယ်ဆန်ကိုစေတန်ဖြစ်ဟန်ဆောင်ပေးဖို့ကူညီတောင်းခဲ့ပါတယ်။ဂျင်မီကူညီတောင်းတဲ့ပုံကတစ်မျိုးလေးပါ။မင်းငါ့ကိုကူညီမကူညီကလီစာတွေဆွဲထုတ်ပစ်မယ်အဲ့လိုမျိုးပေါ့ဒေါက်တာကယ်ဆန်လည်းညင်းမရတော့မနှက်ဖြန်ညာထလာခဲ့ဖို့ချိန်ဆိုလိုက်ပါတယ်အဲ့ဒီညမှာပဲဒေါက်တာကယ်ဆန်ကသူ့မတော်တဆတည်သွားခဲ့ရင်ဆမ်ဆန်ကိုဆေးကုပေးမဲ့လူမရှိတော့မှဆိုလို့ဆမ်ဆန်ကိုဆေးရောဂါကိုတောက်ဆေးတစ်မျိုးထပ်ပေးခဲ့ပါတယ်နောက်တနေ့မနေ့ရောက်တော့ဆမ်ဆန်ဟာပထမရုပ်ရှင်တွေကယထာပြက်ပေါ်ပြန်ရောက်သွားပြီးသူမကူးဆက်ခံရခင်တုန်းကမညံတစ်ခုကိုစမှတ်မိလာခဲ့ပါတယ်အဲ့မှညံထဲမှာဆမ်ဆန်ကငငယ်လေးပဲရှိသေးပြီးယထာလက်မှတ်ဖြတ်တဲ့မိန်းမသူ့ကိုလက်မှတ်လာစစ်ပါတယ်။အဲ့မိန်းမလက်မှတ်ပမာလေးလို့3ခါလောက်မိတဲ့အခါဆမ်ဆန်လည်းဦးကြောင်ကြားဖြစ်သွားပြီးငါမှယထာလက်မှတ်မရှိဘူးလို့ပါဇက်ကလှုပ်ခနဲထွက်သွားတာကြောင့်နီးနာကူးဆက်ခံရသူတွေကဆမ်ဆန်ကိုဝိုင်းတိုက်ခိုက်ကြပါတော့တယ်။အဲ့ညမှာပဲဂျင်မီတို့ဖွဲ့ကဒေါက်တာကယ်ဆန်ရဲ့ရိုးဖျားเจ้าစီရောက်လာကြပါတယ်။ဒေါက်တာကယ်ဆန်ကတော့ heavy metal ချင်းဖွင့်ပြီး performance အကောင်းစားနဲ့နက်ပူးနေသလိုဖြောပြခဲ့ပါတယ်။ထရီလာကိုကြည့်တော့ဒေါက်တာကယ်ဆန်ဇွန်မီဖြစ်သွားတာလားလို့ထင်ခဲ့ပေမဲ့အမှန်တော့ဒေါက်တာကယ်ဆန်ကနဂတော်ဖြစ်သွားခဲ့တာပါ။ဂျင်မီနောက်လိုက်တွေကတော့စေတန်လို့တကယ်ထင်မှတ်သွားပြီးဒေါက်တာကယ်ဆန်ကိုအရန်ထင်ကြီးနေပါပြီ။ဒေါက်တာကယ်ဆန်ကတော့ဂျင်မီညွှန်ကြားခဲ့တဲ့အတိုင်းချစ်သားဂျင်မီမင်းခုံလုံးနေကြပူစော်ပတ်သားမှုတွေကိုဆက်လုပ်ပါ။မင်းနောက်လိုက်တွေကလည်းမင်းစကားကိုတတွေ့မသိနားထောင်ရမယ်။နောက်လိုက်ဦးရလည်း9ယောက်မဟုတ်တော့ပဲရာထောင်ချီစူဆောင်းဝင်ပြုတ်တယ်လို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲဒေါက်တာကယ်ဆန်ကမျက်နှာဖုံးတက်ထားတဲ့ spike ကိုမှတ်မိသွားခဲ့ပါတယ်။အဲ့ဒါနဲ့ဒေါက်တာလည်းအမေဆုံးရှုံးထားတဲ့ spike ကိုတနာဝတာကြောင့်စေတန်အတွက်ဂျင်မီဟာကိုရစ်ပူစော်ရမယ်လို့ဂျင်မီကိုအရေးဆုံးပြီးအမိန့်ပေးလိုက်ပါတယ်။ဂျင်မီကသူ့တင်ရမှာဆိုလို့ကယ်ဆန်ဟာစေတန်သူ့ရာဖြစ်ကြောင်းဖွင့်ချပြီးကယ်ဆန်ကိုဓာတ်နဲ့ထိုးပြလိုက်ပါတယ်။ဂျင်မီအင်းဟာရွေးချယ်စရာမရှိတော့တဲ့အတွက်နောက်ဂျင်မီနှစ်ယောက်ကိုတပ်ပစ်လိုက်ရပြီးဂျင်မီခရစ်စတယ်ကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ Spike နဲ့ဂျင်မီအင်းဟာဒေါက်တာကယ်ဆန်ကိုနှောက်ဆက်ပြီးဂျင်မီကိုလက်ဝါးကတိုင်မှာကြောက်ထိုးဆွဲရခဲ့ပါတယ်။ဂျင်မီအင်းကသူ့နာမည်ရင်ကယ်လီဖြစ်ကြောင်း Spike ကိုပြောပြခဲ့ပြီးဇမင်တူကြီးကိုလည်းချုပ်ပစ်ခဲ့ပါတော့တယ်။အဲ့အချိန်ဆမ်ဆန်ကဒေါက်တာကယ်ဆန်စီရောက်လာပြီးကယ်ဆန်ရင်ကြီးစုပါလို့ပြောခဲ့ပါတယ်။ကယ်ဆန်လည်းနောက်ဆုံးအနေနဲ့မန်တိုမိုရီလူဆိုတာချိန်တန်ရင်တင်ရမှာပဲလို့ပြောပြရတဲ့တပြိုင်နက်ဆုံးပါသွားခဲ့ပါတယ်။ဇောက်ထိုးဆွဲခံထားရပြီးကြောင်ချာချာဖြစ်နေတဲ့အချိန်မီကတော့ဆမ်ဆန်ကိုဂျိုးနဲ့စေတန်လို့မှားယွင်းမြင်အောင်နေခဲ့တာပါ။ဆမ်ဆန်ကဒေါက်တာကယ်ဆန်အလောင်းကိုချိန်သွားပြီးစက္ကန့်ပိုင်းကြာမှာပဲဇုံတစ်ယောက်ကဂျင်မီရှိဘွားကနေပေါ်လာခဲ့ပါတယ်။နောက်ဆုံးဝင်ခန်းမှာတော့28 days later ရဲ့အချိန်ကသူ့သမီးလေးကိုသမိုင်းသင်ခန်းစာတွေတင်ပေးနေပါတယ်။သားဖနှစ်ယောက်စကားပြောနေကြတော့ပြင်မာအတန်တွေကြားရောက်လို့ထွက်ကြည့်ကြတဲ့အချိန်ကုသခံရသူတွေစီကနေထွက်ပြေးလာတဲ့ကယ်လီနဲ့စပိုက်တို့နှစ်ယောက်ကိုအဝေးကနေလှမ်းတွေးလိုက်ရတာကြောင့်ဂျင်တို့သားဖကကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကတော့တပုံးသက်ပဲရုပ်ရှင်ရဲ့အဆုံးသက်ပါပဲ။ဒါဆိုရင်ဆမ်ဆန်ရဲ့လက်ရှိချိန်တွေကဘလို့ဖြစ်နေပြီလဲ။နောက်ဆုံးကမှပြောင်းရပုံရဆမ်ဆန်ကသိစိတ်ပြန်ဝင်လာပြီးစကားလည်းပြန်ပြောနေနိုင်ပြီဖြစ်တာကြောင့် Rage virus ကူးစက်ခံရမှုကနေအပြီးမပြောက်ကင်းသေးပေမဲ့တော်တော်တက်တာလာပြီလို့ပြောရမှာပါ။ဒီကိစ္စမှန်ကန်ကြောင်းဒရိုက်တာနီယာကော့စတာကလည်းအတည်ပြုပေးသွားပါတယ်။ဆမ်ဆန်ကနောက်ဆုံးကမှကယ်ဆန်ကြီးကျေးဇူးပါလို့ပြောသွားခဲ့တာကြောင့်ဒေါက်တာနာမည်ကိုသိနေတဲ့ဆမ်ဆန်ဟာဒေါက်တာကယ်ဆန်သူ့ကိုပြောခဲ့တဲ့စကားတွေကိုလည်းမှတ်မိနေဖို့များပါတယ်။ဆမ်ဆန်ကိုကုသဖို့သုံးခဲ့တဲ့ဆေးတွေကြောင့်ဒေါက်တာကယ်ဆန်ကဆမ်ဆန်ကိုပြောပြခဲ့တာကြောင့်ဆမ်ဆန်ဟာနှစ်ပေါင်းများစွာ Rage virus ကူးစက်ခံရမှုကနေပထမဆုံးပြန်လည်ပျောက်ကင်းသွားနိုင်တဲ့မျောလင့်ချက်ရောင်ကြီးတစ်ခုဖြစ်လာပါတယ်။ဒါ့အပြင် Rage virus ဆိုတာကုသလို့ရနိုင်တဲ့ virus တစ်မျိုးဖြစ်ကြောင်းအရေးအမွတ်ပြသွားတာပါပဲ။လင်းဘွားတွေက virus ကူးစက်ခံခဲ့ရတဲ့ဆမ်ဆန်ပြန်ကောင်းလာချိန်မှာခြားကူးစက်ခံရသူတွေကဆမ်ဆန်ကိုဝိုင်းတိုက်ခဲ့ကြပေမဲ့ဆမ်ဆန်တယောက်အရင်လိုအရိုင်းစိတ်ပြန်ဝင်သွားခဲ့ပါဘူး။ရိုက်တာကတော့ဆမ်ဆန်ဟာ
ခုလက်ရှိတက်တာလာတဲ့ဆက်ရနဲ့ချိန်နေပြန်ဆိုးဝါးစရာအကြောင်းမရှိတော့ဘူးလို့ပြောသွားခဲ့ပါတယ်။ဆိုလိုချင်တာကတော့ခြားကူးဆက်ခံရသူတွေဘလောက်ကိုက်ကိုက်ဆမ်ဆန်ဟာရင်လိုအရိုင်းဆိုင်ဝင်နေတဲ့ Alpha ကြီးတကောင်ပြန်ဖြစ်လာတော့မှာမဟုတ်ပါဘူး။ဒါ့အပြင်နီးနာကူးဆက်ခံရသူတွေဆမ်ဆန်ဝိုင်းတိုက်ခိုက်ကြတာကလည်းဆမ်ဆန်ပြန်ကောင်းလာပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ Jimmy Crystal ဘီလင်ဘလို့ဖြစ်လာတာလဲ။ Jimmy Crystal 8 နှစ်အရွယ်မှာတဲ့ virus ကူးဆက်ခံရသူတွေကသူ့မိသားစုတစ်ခုလုံးကိုတပ်ဖြတ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဆိုးတွေကြောင့်စိတ်ထရသွားခဲ့တဲ့ Jimmy ဟာအဲ့အချိန်တည်းကစပြီး schizophrenia ပုံစံစိတ်ရောဂါမျိုးကိုစတင်ခံစားနေခဲ့ရတာဖြစ်ပါတယ်။ Jimmy ဟာသူ့အဖေကိုစေတံလို့ထင်နေတာသူ့အဖေရဲ့စကားသံတွေကိုတုံ့နာတဲ့အမြဲကြားနေရတာဘုံသက်ပယ်ကိုရောက်လာတဲ့ဆမ်ဆန်ကိုစေတံလို့မြင်နေရတွေဟာ schizophrenia စိတ်ရောဂါလက္ခဏာတွေပါပဲ။ဒါ့အပြင် Rage virus ကူးစက်ပြန့်နှံ့နေတဲ့ UK လိုနေရာမျိုးမှာ Jimmy ကိုတေချာကုသပေးနိုင်တဲ့စိတ်ကျန်းမာရေးဆေးရုံလည်းမရှိတာကြောင့် Jimmy တို့အဖွဲ့ဟာစိတ်ဆန်ဆန်လုပ်ရက်တွေကိုဆက်တိုက်လှုပ်ဆောင်ကြတဲ့အထိဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ Jimmy Crystal ရှေ့မှာဘွားကနေပေါ်လာတာတူလေ။နောက်ဆုံးကမှ Jimmy Crystal တယောက်ဇောက်ထိုးဆွဲခံထားရချိန်သူ့ရှေ့မှာဘွားကနေပေါ်လာတာ Samson, Jamie ဒါမှမဟုတ် Alpha တကောင်ကောင်ဖြစ်နိုင်ပါတယ်။တကယ်လို့ Alpha နဲ့တိုးရင်တော့ Jimmy လည်း Rage virus ကူးစက်ခံရပါပြီ။လိုပဲဖြစ်ဖြစ်28 years later တတိယကားမှာတော့ Jimmy Crystal တနည်းနည်းနဲ့ပြန်ပါလာအောင်မယ်လို့ထင်ပါတယ်။28 years later တတိယကားမှာဘာတွေဆက်ဖြစ်လာနိုင်လဲ။အသိစိတ်ပြန်ဝင်လာတဲ့ Samson က Jamie တို့နေထိုင်ရာကျွန်းမှာရှိနေတဲ့သူ့ကလေးနဲ့ပြန်ဆုံနိုင်ပါတယ်။ကလေးရဲ့တည်နေရာကိုတော့ Spike ဒါမှမဟုတ် Jamie စီကနေ Samson တည်သွားဖို့များပါတယ်။ Jimmy Crystal တို့အဖွဲ့တွေကလွတ်လာတဲ့ဘိုက်ကြီးတွေကလည်း Spike ကိုလိုက်ရှာနေတဲ့ Jamie ဒါမှမဟုတ် Holy ကျောင်းကလူတွေနဲ့တိုးအောင်ပါပါ။ Jim နဲ့ Spike တို့ဖွဲ့ရလဲ Alpha တွေချက်စားရပင်မကျုံးကြီးကိုတနည်းနည်းနဲ့ပြန်ရောက်လာဖို့များပါတယ်။ Selina နဲ့ Hannah ဘာဖြစ်သွားပြီလဲ။ Jim ဟာ28 days later နောက်ဆုံးကမှ Selina, Hannah တို့နဲ့အတူကျွန်းတစ်ကျွန်းကိုရောက်ရှိသွားခဲ့ပါတယ်။အခုထိလဲ Jim ကအဲ့ကျွန်းကအိမ်လေးမှာပဲ Selina နဲ့ရထားတဲ့သမီးလေး Sam နဲ့အတူဆက်လက်နေထိုင်နေတာဖြစ်ဖို့များပါတယ်။အဝတ်ဗီယိုထဲမှာ Selina ဝတ်နေကြခဲ့နဲ့ Sam ယူလိုက်တဲ့ Selina သုံးနေကြလက်နက်ကိုပြတော့ပုံရတော့ဒရိုက်တာက Selina ကိုတတိယကားမှာပြန်ထည့်ခြင်းပုံပါပဲ။နောက်လာမယ့်ရုပ်ရှင်မှာ Selina ဇက်ကောင်ပြန်ပါမပါဆိုတာကတော့တရုတ်ဆောင် Naomi Harris ပေါ်မှာသာမူတည်နေတာပါ။တကယ်လို့ Selina ပြန်ပါဖြစ်ဘူးဆိုရင်တော့ Selina နဲ့ Hannah ဇက်ကောင်နှစ်ယောက်28 days later ဇလန်ပြီးဘာတွေဖြစ်သွားလဲဆိုတာတတိယရုပ်ရှင်မှာထည့်သွင်းရှင်းပြသွားပါလိမ့်မယ်။28 weeks later ရဲ့မောင်နှမဘာဖြစ်သွားပြီလဲ။ UK ပြင်ပက Rage virus ကူးစက်ပြန့်နှံ့မှုတွေကိုဘုံကျဲဖျက်ဆီးခံလိုက်ရတာကြောင့်28 weeks later ရဲ့အဓိကဇက်ကောင် Andy နဲ့တမ်မီတို့မောင်နှမနှစ်ယောက်လုံးသေဆုံးသွားပြီဖြစ်ပါတယ်။28 years later တတိယကမှလည်းသူတို့ပြန်လဲပေါဝင်လာကြအကြောင်းမရှိတော့ပါဘူး။ဒီအကြောင်းကိုတော့ Director Neara Costa ကိုယ်တိုင်ပြောပြထားတာပါ။ Rage virus ကူးစက်ခံရသူတွေဟာထင်အောင်ထင်မှားတွေဖြစ်ပြီးတာမန်လူတွေကိုအန္တရာယ်ဖြစ်မြင်နေရတာကြောင့်အနီးနားလူတွေကိုအမြဲလိုက်လံတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒေါက်တာကယ်ဆန်ကတော့ကူးစက်ခံရသူတွေကိုမကောင်းဆိုးဝါးရည်လို့မမြင်ပဲကုသပေးလို့ရနိုင်တဲ့လူနာတွေဖြစ်တာသတ်မှတ်ထားတာပါ။ဒါကြောင့်ဒေါက်တာကယ်ဆန်ကဆမ်ဆန်ကိုမော်ဖင်းအဓိကပါဝင်တဲ့ဆေးတွေနဲ့စိတ်ရောဂါကုသပေးမဲ့ဆေးတွေအသုံးပြုပြီးကုသပေးခဲ့တာဖြစ်ပါတယ်။တပုံးသက်ပဲရုပ်ရှင်အစမှာပါဝင်လာတဲ့ဂျင်ရဲ့အော်ဒန်ကနောက်ဆုံးကမှဂျင်ပြန်ပါလာတော့မယ်ဆိုတာကိုကြိုသတိပေးလိုက်တာပါပဲ။ Writer Danny Boyle ကလည်း28 years later တတိယကမှဂျင်ဇက်ကောင်ကို focus လုပ်ပြီးဇက်အိမ်သေးရမယ်လို့ပြောပြခဲ့ပါတယ်။ Spy ရဲ့မျက်နှာမှာဘာလို့စေတံအမှတ်သားလုံးခံရတာလဲ။ဂျင်မီဖွဲ့ဝင်တွေရဲ့နဖူးမှာစေတံအမှတ်သားအမာရွတ်တွေရှိကြပေမဲ့ Spy ကတော့ဖွဲ့ဝင်တစ်ဖြစ်တာကြောင့် Spy မျက်နှာကိုဘာမှမလုပ်သေးတာလို့ဖြည့်သွင်းနိုင်ပါတယ်။ Spy တာဝိုင်းရဲ့ဖွဲ့ဝင်ဖြစ်လာခဲ့ရင်စေတံအမှတ်သားလုံးခံရမယ်ပုံပါပဲ။ Jimmy Crystal ကအရန်ရက်ဆက်တဲ့ခေါင်းဆောင်ဖြစ်တာကြောင့် Spy ကိုကလေးဖြစ်နေလို့စေတံအမှတ်သားမလုပ်ပေးတာမျိုးတော့သိမဖြစ်နိုင်ပါဘူး။ Jimmy Crystal ဇက်ကောင်ကဘသူ့ကိုမိညမ်းထားတာလဲ28 years later ရဲ့အဓိကဗီလိန် Jimmy Crystal ဇက်ကောင်ဟာ UK ရဲ့နာမည်ကြီးပုဂ္ဂိုလ် Jimmy Savile ကိုမိညမ်းထားတာဖြစ်ပါတယ်။ Jimmy Crystal ရဲ့နာမည်စပင်ပုံစံနဲ့ဝတ်စားစင်ပုံတွေအကုန် Jimmy Savile နဲ့ခက်ဆင်ပါပဲ။ Jimmy Savile ဟာ UK ရဲ့နာမည်ကျော်ရေဒီယိုနဲ့ TV စီစဉ်တွေမှာခဏခဏပါဝင်ခဲ့ပြီးသူ့အလှူဒန်းလုပ်တွေကြောင့်အရန်လူသိများပါတယ်။ဒါကြောင့်ရုပ်ရှင်ထဲမှာ Jimmy Crystal ကစေတံကိုအလှူလုပ်မယ်ဆိုတဲ့အသုံးအနှုန်းကိုမကြာခဏပြောလို့ရှိရပါ2011ခုနှစ် Jimmy Savile တည်ဆုံးပြီးတိတ်မကြခင်မှာတော့သူကျူးလွန်ခဲ့တဲ့လိင်အကြမ်းဖက်မှုတွေအကုန်ဘူးပေါ်သလိုပေါ်လာတာကြောင့် UK တနိုင်ငံလုံးအံ့ဩတုန်လှုပ်ခဲ့ကြရပါတယ်
28 years later ထဲမှာ Jimmy Crystal villain ဖြစ်နေတာလဲတိတ်မထူးဆန်းတော့ပါဘူးနော်28 years later ရုပ်ရှင်နှစ်ကားလုံးဟာပုံမှန်ဇိုမီကားတွေလိုဇိုမီအုပ်စုကြီးအမြဲပြေးလိုက်နေတာမျိုးမဟုတ်ပဲအဓိကဇာတ်ကောင်တွေရဲ့ character development ကိုဦးစားပေးရိုက်ပြထားတာဖြစ်လို့တော်တော်ထူးခြားပြီးအမြင်ဆန်းတက်တယ်လို့ပြောရမှာပါဒီလိုရုပ်ရှင်အကြောင်းတွေကိုစိတ်ဝင်စားရင်တော့ Night Watch မှာ subscribe လုပ်ထားကြပါနော်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြရအောင်